Hello အားလုံးပဲမင်္ဂလာပါ Crush ပါ Isaji page ကကျေးဇူးလိုက်ပါတယ်ဒီနေ့ကတော့ပေါ့နော် short video လေး video editing မလုပ်တာလဲကြာပြီ TikTok မှာလည်းမတင်တာလဲကြာပြီဆိုတော့တင်မှာပေါ့နော်အိတ်လေးထိုးပြမှာဖြစ်ပါတယ်အိတ်ကလေးတွေကတော့ထိုးပြီးသားစင်တဲ့လေးတွေပေါ့နော်ဒါလိုအဲ့ဒီပစ္စည်းလေးကိုပြတာပါဒီဟာလေးတွေနဲ့အိတ်လေးတစ်လုံးဖြစ်အောင်ဘယ်လိုဖန်တီးကြလဲဒီ handmade လေးတွေနဲ့ကိုချရတဲ့သူကိုတန်မိုးထားတဲ့သူကိုလက်ဆောင်ပေးမှာဖြစ်ပါတယ်ဒါကတော့အမတယောက်လက်ဆောင်ပေးမှာပါကျင်းညာဒါကတော့ပထမအောင်ဆုံးလက်ရအိတ်ကလေးပေါ့နော်ဒီအိတ်ကလေးကိုအရင်ချရတဲ့အမတယောက်လက်ဆောင်ပေးမှာပါဒါကဒီအိတ်လေးမှာဆန်းသလောက်မမင်းထည့်ပြမယ်နော်။ဒါလေးဆက်နေဆိုမဲ့ရှုပ်လေးရတယ်လာလေး။အဲ့တော့ဒါလေးကတော့ဒီမှာဒီလေးမှာတစ်ခုချင်းလေးဆန်းသလောက်လေးထည့်ပြပါမယ်။ဒါကရောင်းမှုတော့မဟုတ်ပါဘူးနော်။ဒါမမင်းရဲ့ပထမဆုံးလက်ရလေးပါလက်ရအိတ်လေးပါမမင်းအိတ်လေးလည်းထိုးနေရနော်။မအားလိုက်တာအိတ်လေးလေးထိုးတယ်ဒါကြောင့်မလို့ကြည့်ရှုပေးပါဦး။ဒါကကျတော့ပတ်စံအိတ်လေးထည့်မှာပေါ့နော်။ပတ်စံအိတ်လေးထည့်ပြီးတာနဲ့ဗာထည့်မလဲဆိုဖုန်းလေးလည်းထည့်လို့ရပါတယ်။ဖုန်းလေးထည့်ပြီးတာနဲ့နောက်တစ်ခုဗာထည့်အောင်မလဲဆိုတော့ဒါ cream bag လေးပါနော် cream bag လေးလည်းထည့်လို့ရပါတယ်ပြီးတော့ဗာဆက်ထည့်မလဲဆိုတော့ဒါပါးနေလေးထည့်ပါမယ်ပါးနေလေးထည့်ပြီးတာနဲ့ဒီမှာနှကန်းနေလေးပေါ့နော်နှကန်းနေလေးလည်းထည့်လို့ရပါတယ်ဒါကတော့မမေးရဟာမဟုတ်ဘူးเนาะမမေးသူများစီကငားပြီးတော့ထည့်ပြတာပါမြက်ပစ္စည်းလေးခဏငားလာတာပေါ့နော်ဒါဆိုရင်အရန်အိတ်ကလေးကအကုန်ဆက်နေပေါ့နော်နောက်ပတ်သက်တဲ့အိတ်ကလေးပါမမေရဲ့ page လေးကိုအားပေးပါအောင်နော်မမေရဲ့ YouTube channel လေးကိုလည်း like follow လုပ်ပေးပါအောင်အားတဲ့အချိန်လေးတွေကိုလည်း video editing လုပ်ပြီးတင်ပေးသွားပါမယ်ဖုန်းလေးကလည်းမကောင်းတဲ့အတွက်ကြောင့်မို့ရတော့လေဖုန်းလေးကို video editing လုပ်ပြီး short video တင်လိုက်ခြင်းဖြစ်ပါတယ်အားပေးပါအောင် bye bye